တိုင်းတင်ရခြင်းအဓိကရွယ်ချက်နှစ်မျိုးပဲရှိတယ်ကိုယ့်အသက်အန္တရာယ်ကိုကာကွယ်ဖို့နဲ့အခွင့်အရေးရရင်ကူညီဖို့ဆိုတဲ့အချက်ပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီနှစ်ချက်ထဲမှာခင်ဗျားကဒီနှစ်ချက်ကိုတေချာမလုပ်ဘူးဆိုရင် fail ဖြစ်နေအောင်မှာအမှန်ပဲနံပါတ်1 muscle memory ရတဲ့အထိတုံ့ပြန်နိုင်တဲ့အထိအချိန်ရာထောင်ပေါင်းများစွာဇက်တိုက်တစ်ပတ်ကို9ရက်ကနေ6ရက်အနည်းဆုံးလေ့ကျင့်ထားဖို့လိုတယ် why တိုင်းကစားတာဘာအတွက်လဲအလေ့ကျင့်ရစေဖို့ကြွက်သားတုံ့ပြန်မှုရစေဖို့ဆိုတဲ့အချက်ပဲရှိတယ်ဒါကြောင့်အခြေခံသမားတွေအနေနဲ့ line of fire ဆိုတဲ့အန်ရလမ်းကြောင်းကိုမရှောင်မဲမတိမ်မဲမခုခံမဲနဲ့သုံးနေတဲ့ပညာရပ်တစ်မျိုးမျိုးကိုလေ့ကျင့်နေရပြီဆိုရင် sport ဘိုင်းဖြစ်နေတဲ့အတွက် martial arts ဆိုတဲ့တိုက်ခိုက်ရေးပညာတိုင်းပညာတစ်မျိုးမျိုးကိုရှာဖွေပြီးတော့သင်ယူဖို့လိုနေပါပြီအဲ့လိုမှမဟုတ်ပဲအချုံအတက်အတူထွားနေစပြီးတော့6လမှဓမြောင်စကေပါအစရှိတဲ့လူမသိသူမသိအသက်ထွက်သွားနိုင်စေတဲ့လက်နက်တွေကိုကာကွယ်တံပြန်တိုက်ခတ်တဲ့နည်းစနစ်တွေမပါဝင်ဘူးအရှောင်အတိတ်မရှိပဲဝင်လုံးနေခဲ့ပြီဆိုရင်ခင်ဗျားဘလောက်ကျင့်ထားအဖက်ဖြစ်မနေဘူးဒါကြောင့်မလို့အလေးကျင့်ဖြစ်စေဖို့ကြွက်သားတုံ့ပြန်မှုရစေဖို့ဆိုတဲ့အချက်မှာခင်ဗျား line of fire ကိုရှောင်မနေတဲ့ပညာရပ်တစ်မျိုးမျိုးဖြစ်နေပြီဆိုရင်ခင်ဗျားအဲ့ဒီပညာရပ်စနစ်ကအန်တရာယ်ရှိပါတယ် martial arts ကိုရှာပါနံပါတ်2ကတော့တက်လုံတဲ့မာကျောမှုခင်ဗျားပညာနဲ့တဘာဘယ်လောက်ပဲရှိနေသည်ဖြစ်စေတက်လုံတဲ့မာကျောမှုကတော့အသက်ကြီးလာတာနဲ့အမျှကြွက်သားဆုံးရှုံးမှုနဲ့အတူမတုံးရင်တုံးရင်းနဲ့ဆုံးသွားမှာဖြစ်ပါတယ်ဆရာမောင်းမှာထကျင့်တဲ့အလေအထတင်တဲ့ရောက်မှစကစားတဲ့အကျင့်မျိုးတွေလုံးဝရှောင်ပညာဘလောက်ကောင်းကောင်းတက်လုံမာကျောမှုမရှိအလေ့ကျင့်မရှိတဲ့တိုင်းသမားဟာအဆွဲကျိုးနေတဲ့လက်သေးတွေတုံးနေတဲ့ကြားအိုကြီးတစ်ကောင်လိုဖြစ်နေမှာအမှန်ပဲ